လေးတို့ဤဒီကိုလာကြဘူးဒီနေ့အဘောကတိုးနိုင်ငံအတွက်အရေးကြီးပါတယ်တိုးနိုင်ငံကိုဗျမ်းချစ်တဲ့ကောင်းဆောင်ကြီးတရားအကြောင်းပြောပြမယ်သူဟာတခြားသူမဟုတ်သူအလုံးချစ်ချတဲ့ဘူဂျိုအောင်စားဖို့ဘူဂျိုကိုနမောင်မျိုးလေးမှာမွေးဖွားခဲ့တာငငယ်လေးကတည်းကသူဟာစာဖတ်တာကိုဗျမ်းဝါဒနာပါပြီးအရင်လေးစာကြိုးစားတဲ့ကလေးတရားဖို့တခုခုဆိုရင်တိချာစစ်စားတဲ့ပြီးလူတွေကိုကူညီခြင်းတဲ့စိတ်အဖြစ်ရှိတာတက္ကသိုလ်ချောင်းသားဘဝရောက်တဲ့အခါမှာတော်တော်နိုင်ငံကြီးကတခြားပြည်သူရဲ့လက်အောက်ကရောက်နေတာကိုသူတတိထားမိတယ်။မာတို့နိုင်ငံလူလက်မှာဖြစ်နေဆိုပြီးသူနဲ့ပြည်သူငယ်ချင်းတို့စုပေါင်းပြီးတော့အခွင့်အရေးတွေရစတဲ့တိုက်ပွဲတွေကြတည်ပြီ။နိုင်ငံလူလက်ဖို့ဆိုရင်အင်ရှိဖို့လို့တဲဆိုတာဘူဂျိုကတည်တယ်။ဒါကြောင့်သူဟာအဝေးကြီးကိုခီးထွက်ပြီးစစ်ပညာတွေထွားသင်ခဲ့ရတယ်။အခက်အခဲတွေအများကြီးရှိပြီးမဲ့သူပဲတော့မှအရှုံးမပေးခဲ့ဘူး။ဘူဂျိုဟာတယောက်တည်းမဟုတ်ဘူးနော်သူနဲ့တူရေဘော်ကောင်ကြီးရိုခေါ်တဲ့တစ္ဆာရှိတဲ့ပငင်ချင်းတွေနဲ့ရှိတဲ့သူတို့အားလုံးဟာသူနိုင်ငံလူလိုက်ရေးအတွက်တီတူဝင်မကွဲတူတိုက်ပွဲတွေနဲ့လူတစ္ဆာဆိုတဲ့ကြတယ်ဘူဂျိုရဲ့အကြီးမားဆုံးလက်နဲ့ကပါလဲပြီးအဲ့ဒါကတော့စီလုံးမျိုးပဲသူဟာတချီကြောင်ဒီချီပမာနော်ဒီခိုင်ရှားစားတဲ့တိုင်းတိုင်းဒီကူတွေအားလုံးကိုတစ်စိတ်တွေဝကြည့်ချအောင်စီယုံနိုင်တဲ့ဒီလောင်မျိုးလေးမှာတိုင်းသားကောင်းစားတွေအားလုံးစုံကြုံနေနေတဲ့ဘောတူညီချက်တွေပိုင်းပြီးဖြစ်နေကြတယ်။တို့အားလုံးအတူနေနေတူမျိုးလာရင်းနေဆိုတဲ့စိတ်ဓာတ်ဟာအဲ့ဒီမှာအခိုင်အမာဖြစ်တည်လာခဲ့တာပေါ့။ဘူဂျိုဟာလူတိုင်းရဲ့ချစ်ခင်မှုကိုရခဲ့တဲ့ဘာလို့လဲဆိုတော့သူဟာအရန်ယုကတီးလူတို့နဲ့တသားတဲ့နေတာလို့ပဲ။ဟာစာမှုမရှိပဲရိုးရိုးရှင်းရှင်းစားတောက်နေထိုင်တတ်တာကလည်းသူ့ရဲ့ချစ်စရာကောင်းတဲ့ကုန်ကြိုက်တစ်ခုပေါ့။လူလိုက်ရင်းနေကိုသူကိုယ်တိုင်မမြင်တွေ့ထွားခဲ့ရပေမဲ့သူချခဲ့တဲ့စီလုံးမီယူမှုပုံမြကြတော့နိုင်ငံကြီးဟာလူလိုက်တဲ့နိုင်ငံဖြစ်လာခဲ့တာသူရဲ့ဂျိုးပမှုတွေကိုတော့တွေ့ပဲတော့မှမေ့လို့မရဘူးဒါကြောင့်ကလေးတွေလည်းမှတ်ထားမှာဘူဂျိုအမျိုးပြောတဲ့လိုတဲ့တို့အလုံးစီစီလုံးလုံးရှိနေကြမယ်ဆိုရင်သူနိုင်ငံကြီးဟာပဲလေခက်ခဲလို့ကိုမစိုးကြော်သွားနိုင်ဘူးမြေတက်ပါရတဲ့ဖာနေတယ်